ကျွန်တော်ကတော့တွင်းဟတ် channel ရဲ့တင်ဆက်သူအောင်သူပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကတော့ညီမလေးတယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်6မြို့နယ်ကရွာငယ်လေးတရွာကနေစိုးစိုးမာတယောက်အိမ်ကိုထောက်ပံ့နိုင်ဖို့ရီမန်းချက်ကိုစီနဲ့ရန်ကုန်မြို့ကြီးကိုတက်လာခဲ့တယ်အတူတူတက်လာတဲ့ရွာကတငယ်ချင်းတစုနဲ့ပဲလိုင်းတာယာဘက်ကအဆောင်တစ်ခုမှာစုနေကြတာပေါ့တငယ်ချင်းတွေကဆက်ယုံချင်းမတူကြပေမဲ့စိုးစိုးမာကတော့ဆက်ယုံဝန်းကျဲကြီးတစ်ခုထဲမှာရှိတဲ့အထက်ကျုပ်ဆက်ယုံတစ်ခုမှာအလုပ်ရခဲ့တယ်စိုးစိုးမာကရွာတူပြီးအလုပ်ကိုစူးစမ်းသလိုအိပ်ရထားလဲစောတယ်အဆောင်ကနေဆက်ယုံနဲ့နီးတာကြောင့်မနေ့တိုင်းတူမြတဲ့စောပြီးဆက်ယုံကိုရောက်လေရှိတယ်မနေ့စောကြီးဆက်ယုံဂိတ်ဝကိုရောက်တိုင်းဂိတ်ဆောင်ဦးလေးကြီးကသူ့ကိုအမြဲတမ်းပြုံးကြီးနဲ့နှုတ်ဆက်တတ်တယ်ဒါပေမဲ့အဲ့ဒီနှုတ်ဆက်စကားကထူးဆန်းနေတယ်တမီးခဏဆောင်အောင်လေညဆိုင်ကကောင်းမလေးတွေကအခုထိအထက်ချုပ်လို့မပြီးသေးဘူးဆက်ယုံထဲမဝင်နဲ့အောင်စိုးစိုးမာကပထမတော့ညာဆိုင်ဆင်းတဲ့အလုပ်သမားတွေရှိတယ်ပဲမှတ်နေတာပေါ့ဒါပေမဲ့တရက်မှာတော့ဆက်စုရှင်တဲ့စိတ်နဲ့ဦးလေးကြီးကိုမေးကြည့်လိုက်မိတယ်ဦးလေးညာဆိုင်ကလူတွေကအမြဲတမ်းအချိန်ပိုဆင်းကြတာလားဟင်လို့မေးတော့မှဦးလေးကြီးကလေတံနှိမ့်ပြီးပြောပြတယ်မဟုတ်ဘူးတမီးရဲ့ဒီဆက်ယုံထဲမှာညာတိုင်းတရဲမတွေအထယ်ချုပ်နေကြတာသူတို့ကဘ누구ကိုမှဒုက္ခမပေးပါဘူးဒါပေမဲ့သူတို့ကိုအလုံးမပြီးခင်တမီးတို့ဝင်သွားရင်သူတို့လက်မှန်ဆိုလို့ဦးလေးကတားနေတာပါစိုးစိုးမှတကိုယ်လုံးစက်တီးဖြန်းဖြန်းထသွားပေမဲ့လောက်ကလည်းအဆင်ပြေဘာမှလည်းထူးထူးခြားခြားဒုက္ခမပေးတာကြောင့်အဲ့ဒီဆက်ယုံမှာပဲလှုပ်လာတာတနေ့နီးပါးရှိခဲ့ပြီပေါ့တနေ့မှာတော့စိုးစိုးမှတို့ဆက်ယုံရဲ့ဂိတ်ကက်လေးကဆက်ယုံမှာမတော်တဆမီးလောင်မှုဖြစ်သွားခဲ့တယ်မီးတွေကတဟုံးဟုံးနဲ့တောက်လောင်ပြီးလူတွေကလည်းအတေပြောက်ရှိခဲ့တယ်လို့သတင်းတွေကြားရတယ်မီးလောင်ပြီးနောက်တနေ့မနေ့မှာတော့စိုးစိုးမှထုံးစံတိုင်းဆက်ယုံကိုစောစောရောက်လာခဲ့တယ်ဆက်ယုံထဲမှာဖျားပန်းကအတီးကပ်ပြီးဖျားရှင်ကိုလို့မပြီးသေးဘူးဆက်တလိုင်းစီကနေလူတွေရဲ့ထိတ်လန့်တကြားအော်ဟစ်တန်ကြီးကဟင်းကနေထွက်ပေါ်လာတော့တယ်ခဏချင်းတွင်းမှာပဲဆက်ယုံထဲကအလုံသမားသုံးပုံနှစ်ပုံလောက်ဟာတယောက်ပြီးတယောက်တရဲဝင်ဘူးချင်းခံလိုက်ရတယ်ဝင်ဘူးခံရတဲ့လူတွေကအတိစိတ်လွတ်ပြီးပူတယ်ကဲကြပါဦးနေစရာမရှိတော့ဘူးလို့အဟိရင်ဆက်ယုံဝင်ထဲမှာယူတွတ်သလိုပြေးလွှားကုန်ကြတယ်အဲ့ဒီနောက်ဝင်ဘူးခံရတဲ့လူတွေကလက်ကြီးတွေဆန်တန်းပြီးကျန်တဲ့လူတွေကိုလိုက်ဖမ်းတော့တာပဲဆက်ယုံတစ်ခုလုံးဗျံပတာဖြစ်သွားပြီးလူတွေကလည်းကြောက်လန့်တကြားထွက်ပြေးကြရတယ်နောက်ဆုံးလုံခြုံရေးကဝိုင်းချုပ်ပြီးမေးကြည့်လိုက်တော့မှငါတို့ဟိုဘက်ဆက်ယုံကမီးတောင်လွှားလို့နေစရာမရှိတော့လို့ဒီဘက်ကိုလာနေတာငါတို့ကိုနှင်မထုတ်ကြပါနဲ့ဆိုပြီးငိုယိုကပြောကြတယ်စိုးစိုးမာကလည်းတက်တီမွေးပြီးကျမတို့ဘာလို့ပေးရမလဲလို့မေးတော့ငါတို့ကိုမျှဝေပေးပါငါတို့အရန်ဘူးတောင်နေလို့ပါလို့တောင်းဆိုကြတယ်နောက်နေ့မှာတော့ဆက်ယုံပိုင်ရှင်နဲ့အလုံသမားတွေစုပေါင်းပြီးဘုန်းကြီးတွေပြင့်ဖိတ်ကတရားနာမျှဝေပွဲလုပ်ခဲ့ကြတယ်ဝင်ဘူးခံရတဲ့လူတွေကိုရှေ့ဆုံးမှာထိုင်ခိုင်းထားပြီးဘုန်းကြီးကတရားဟောပေးတာပေါ့တရားနာလို့ပြီးမျှဝေတဲ့အချိန်မှာစူးစူးဆန်းဆန်းဖြစ်ရတဲ့ခုဖြစ်ခဲ့ပြန်တယ်အားလုံးကတာဓုခေါ်ကြပေမဲ့ဝင်ဘူးခံရတဲ့လူတယောက်ကတော့မျက်နှာနီမြန်းပြီးငါမကြွရှင်သေးဘူးငါတာဓုမခေါ်ဘူးဆိုပြီးကြည်ကြောင်လုံနေတယ်အဲ့ဒီချိန်မှာပဲဝင်ဘူးခံရတဲ့လူတွေထဲကတယောက်ကထရပြီးဟောတာညောင်းတဲ့တန်ကြီးနဲ့အမိန်ပေးလိုက်တယ်တာဓုခေါ်လိုက်ဆန်းခုချက်ချင်းတာဓုခေါ်အဲ့ဒါကတော့ဒီဆက်ယုံကိုကြာကြီးအုပ်ချုပ်လာတဲ့တရေကောင်းဆောင်ပဲဖြစ်ပါတယ်သူ့အမိန်လဲကြားရောငင်းဆန်နေတဲ့ဝိညာဉ်တွေအားလုံးငြိမ်ကြသွားပြီးတညီတညွတ်ထဲတာဓုခေါ်ပြီးကိုဘော်ကနေထွက်သွားကြတော့တယ်နောက်ဆုံးမှာတော့တရေကောင်းဆောင်ကစိုးစိုးမာကိုကြည့်ပြီးတမိခုဆိုရင်ဒီဆက်ယုံမှာဘယ်သူမှမကြံတော့ဘူးအကုန်လုံးကျွတ်သွားကြပြီငါ့ကိုလည်းမျှဝေပေးပါအောင်ငါလည်းကျွတ်ရှင်ပြီလို့တိုးတိုးလေးပြောပြီးကြောက်ွယ်သွားပါတော့တယ်စိုးစိုးမှလည်းတေချာလေးအမျှဝေပေးလိုက်ပြီးတဲ့နောက်မှာတော့အဲ့ဒီဆက်ယုံကြီးဟာအရင်လိုထိတ်လန့်စရာမကောင်းတော့ပဲအေးချမ်းတဲ့အလုပ်ခွင်တစ်ခုဖြစ်သွားပါတော့တယ်အားလုံးကိုထိုးကျေးဇူးတင်ပါတယ်